အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့အတူအပြက်လေးတွေဝတ်ပြီးဖလန်းထနေတဲ့ကောင်မလေးတွေရဲ့အကြိုက်ဆုံးချစ်တင်းနှောတဲ့ပုံစံလေးတွေကိုပြောပြပေးလိုက်ပါတယ်နော်ဒီနေ့လိုခေတ်ကြီးမှာဆိုရင်တော့18-19အရွယ်ကောင်မလေးတွေဟာချစ်တင်းနှောတဲ့ကိစ္စနဲ့ပတ်သက်လာရင်အရန်ကိုမှပွင့်လင်းမြင်သာမှုရှိလာတာသိတာပါတယ်နော်တက်တော့ပုံမှာဆိုရင်လေ18-19အရွယ်ကောင်မလေးတွေဟာသူမတို့ရဲ့ချိုလုံးလေးတွေဖုတ်လေးတွေကိုပေါ်ထင်ဖော်ပြနေကြတာအားလုံးလည်းသိကြမှာပါနော်ဒါကြောင့်ဒီနေ့မှာတော့အဲ့လိုမီးကောင်ပေါက်အရွယ်မနူးမနက်ကောင်မလေးတွေကိုကြိတ်ချင်နေတဲ့ကိုတွေအတွက်သူမတို့အကြိုက်ဆုံးချစ်တင်းနှောတဲ့ပုံစံလေးတွေကိုပြောပြပေးလိုက်ပါတယ်နော်ပါကိုတို့ရေယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အပြိုပေါ်ဝင်စအရွယ်မှာဟိုစိတ်ဒီစိတ်တွေဖြစ်ပြီးအာသာဖြေကြတာဟာတဘာဝပါပဲနော်အာသာဖြေတာနဲ့စိတ်မကျေနပ်နိုင်တဲ့အခါယောက်ျားလေးတွေလိုပဲမိန်းကလေးတွေဟာလည်းတကယ့်အတွေ့အကြုံစစ်ကိုခံစားကျင်ကြတာပါပဲ18-19အရွယ်ကောင်မလေးတွေဟာအရန်ကိုမှစိတ်ကူးရင်ဆန်တက်တဲ့အရွယ်တွေလည်းဖြစ်ပါတယ်နော်သူမတို့ကိုကြိတ်တဲ့အခါရိုမစ်တက်ဆန်ဆန်လေးကြိတ်ပေးနိုင်ဖို့လိုသလိုရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြိတ်ပေးတာကိုလည်းသဘောကျကြတာဖြစ်ပါတယ်ချစ်သူများအားနေ့လိုနေ့မျိုးတွေနဲ့အမှတ်တရနေ့တွေမှာဆိုရင်ချောကလက်တို့ပန်းစည်းတို့ပေးပြီးဟိုတယ်မှာကြိတ်ပေးတာကိုကြိုက်ကြပါတယ်နော်တခြားအချိန်တွေမှာဆိုရင်တော့ပန်းချံတို့ခြုံပုတ်သေးတို့မှာလူလစ်ရင်လစ်တလို့နှိုက်ပေးတာကြိတ်ပေးတာကိုလည်းရင်ခုန်စိတ်လှုပ်ရှားစေတာကြောင့်တအားသဘောကျကြပါတယ်နော်18-19ရွယ်ကောင်မလေးတွေအများစုကြိုက်ကြတဲ့ချစ်တင်းနှောတဲ့ပုံစံတွေကတော့လေကြီးထိုးရိုးဒီတိုင်းကွက်လေးကတော့မိန်းကလေးတိုင်းကြိုက်ကြသလို18-19အရွယ်ကောင်မလေးတွေဆိုရင်ပိုပြီးကြိုက်ကြပါတယ်နော်သူမတို့အနေနဲ့ဖုတ်လေးကိုအကျိတ်ခံနေရယုံတင်မဟုတ်ပဲနှုတ်ခမ်းလေးတွေအနမ်းခံရတာစနေနှခိုင်ကိုအကင်ခံရတာဒါမျိုးလေးတွေကိုသဘောကျတာဖြစ်ပါတယ်နော်လေကြီးထိုးအနေထားနဲ့သူမတို့ကိုပွေ့ဖက်ပြီးခက်ကြမ်းလေးသာမှွေနှောက်ပေးလိုက်မယ်ဆိုရင်တော့တဆက်ခါပြီးတော့ကိုတအားကိုကောင်းနေ့မှာတေချပါတယ်နော်လေကြီးထိုးဆန်းဒီတိုင်းကွက်ကတော့သူမတို့အနေနဲ့နည်းနည်းလေးအချိန်ရလာပြီဆိုရင်ထုတ်သုံးသင့်ပါတယ်နော်သူမတို့အတွက်လည်းတအားကိုကောင်းသလိုကိုတို့အတွက်လည်းတအားကိုကောင်းစေတဲ့တိုင်းကွက်တစ်ခုပါပဲလေကြီးထိုးဆန်းတိုင်းကွက်ကတော့အထွေထူးလုပ်เสียမလိုပါဘူးနော်လေကြီးထိုးရိုးကနေဒူးလေးနှလုံးကိုပူးကချိုလုံးလေးတွေကိုကင်ပြီးတအားကိုနှက်လိုက်မယ်ဆိုရင်တော့သူမတို့အနေနဲ့နှက်ပြေထီတောင်တက်သွားနိုင်ပါတယ်နော်ခုခေတ်အတူပြက်လေးတွေနဲ့ဖလန်းထနေတဲ့18-19ရွယ်ကောင်မလေးတွေဆိုတာမြင်းစည်းရတာကိုလည်းတအားကြိုက်ကြပါတယ်နော်အပြိုပေါက်မလေးတွေဆိုတော့ငယ်ရွယ်တယ်တက်ကြွတယ်ဥဆောင်ခြင်းနဲ့ဒါဟာတဘာဝပါပဲနော်ဒါကြောင့်ကိုတို့ကပဲဥဆောင်မနေပဲသူမတို့ကိုလည်းဥဆောင်ခွင့်ပေးလိုက်ပါနော်ဟုတ်ကဲ့ပါကိုတို့ရေခုတင်ဆက်ပေးခဲ့တာကတော့အရန်ကိုမှဖလန်းထနေတဲ့ဆယ်ကျော်သက်ရွယ်ကောင်မလေးတွေရဲ့အကြိုက်ဆုံးတိုင်းကွက်လေးတွေအကြောင်းပဲဖြစ်ပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်